ရှင်ရတရားဇန်အပိညာရ၍ကောင်းကင်ခီးဖြင့်ကြွသွားစေဒီပင်ကရာမြတ်စွာဘုရားကြွတော်မူရန်ဗြဟ္မာမျိုးသူမျိုးသားတို့လမ်းပြင်နေကြတာကိုမြင်ရ၍ကောင်းကင်မှာစင်ကမိမိလည်းပါဝင်လုံအားပေးလိုအားကြောင့်နေရာတစ်ခွက်တောင်းယူပါတယ်ဘုရားလောင်းရတရားတကူးဖြင့်ပြင်ဆင်နေလွယ်ကူစွာပြီးနိုင်တော့လေကိုဖြင့်အပင်ပန်းခံ၍ပြုမှာတာ၍အကျိုးများဝယ်ရှိရာကြောင့်သူများနည်းတူမြေကိုထမ်း၍ရှွန့်တော်ဘက်ကိုဖို့နေစေရဟန္တာလေးသိန်းနဲ့အတူဘုရားရှင်ကြွလာတော်မူတာကြောင့်ပြင်၍မပြီးသေးသောရှွန့်တော်ပေါ်မှာမိမိကိုယ်ကိုတရားခင်း၍မှောက်ဆင်းနေလေပါတယ်အဲဒီချိန်မှာသူမိတ်တာမိသောအမျိုးသမီးကလည်းကြာပန်း၈စီးမှ၅စီးကိုရသိအားဘုရားရှင်ကိုလှူပေး၍၃စီးကိုမိမိကိုယ်တိုင်လှူဒန်းနေပါတယ်ဘုရားရှင်ကအနာဂတဉာဏ်ဖြင့်အနာဂတ်ကိုဆင်ခြင်တော်မူကားဤရတဲ့သည်ကိုရမဘုရားဖြစ်လိမ့်မည်ဤအမျိုးသမီးကပါရမီဖြည့်ဘက်ဖြစ်လိမ့်မည်လို့ကြားလိုက်ပြီးတော့